So number 6ကကျွန်တော်ခေါင်းစဉ်မှာပေးထားတာ for since and ago so ကျွန်တော်ဒီသုံးခုနဲ့ပတ်သက်တဲ့ concept တွေဖြစ်ရမှာပေါ့ so အောက်မှာလည်း instruction ကအဲ့တိုင်းပေးထားတယ် so complete the sentences with for since or ago so အောက်က sentences တွေမှာကျွန်တော် for ရယ် since ရယ် ago ရယ်တခုခုသုံးခုနဲ့တခုရွေးပြီးတော့ထည့်လိုက်တာရမယ်နော် so 1 to 6ရှိမယ်ကွာကို sentence ကိုပြည့်စုံဖတ်ပြီးတော့ဒီ for since ago သုံးခုနဲ့ဘယ်ဟာထည့်ရမလဲဆိုတာစဉ်းစားမယ်ရမယ်နော် okay ဆိုတင်ပြီးသားပဲဆိုတော့ကွာကိုဘယ်လောက်ထိရလဲဘယ်လောက်မှတ်မိလဲဆိုတာကိုစမ်းကြည့်ပါဦးပြီးတော့ရင်ချက်ပြန်ပြီးတော့တူတူဖြည့်လိုက်ကြမယ်ရမယ်နော် Okay, so let's check. So turn number 1 sentence ဖတ်ကြည့်အောင် I've known Justin blank we were at school together. So ငါ Justin ကိုသိလာရ so ဒီမှာ have known ဆိုတော့သူကဒီမှာ present perfect သုံးထားတယ် so ကျွန်တော်ပေါ်ကသုံးလုံးထဲမှာ present perfect ဆိုရင်ဘယ်ဟာသုံးလဲyes ကျွန်တော်နှစ်ခုရှိမယ်တစ်ခုဖယ်လိုက်လို့ရတယ် ago ကတော့ကျွန်တော်မသုံးဘူး for and since ရှိမယ် so နောက်ကိုဆက်ဖတ်မယ် we were at school together. So ကျွန်တော် for နဲ့ since ကိုဘယ်လိုခွဲလဲyes ကျွန်တော် since ကိုကြတော့ဘာသုံးလဲဆိုတော့ကျွန်တော် studying time ပဲတည်ရဆိုရင်ကျွန်တော်စတဲ့အချိန်ပဲတည်ရဘယ်ချိန်မှာဆုံးလဲမသိဘူးဆိုရင် since ကိုသုံးတယ် for ကကြကျွန်တော်ဒီ time period တခုပေါ့ဘယ်ကနေဘယ်ထိဘယ်လောက်ကြာတယ်ဒီချိန်ကာလခြားကာလကိုပြောချင် for ကိုသုံးတယ် so ကျွန်တော် number 1မှာဆိုရင်ဘယ်ဟာထည့်yes correct since ကိုထည့်မယ်နော် so ကျောင်းတူကျောင်းမှာလည်းတူတက်ကလေးကစတည်လာတာ since so ဒီမှာသူက when we were at school together ဆိုတော့သူက starting time ပဲပေးထားတယ်so since ကိုသုံးမယ် so number 2 we met 20 years tense နဲ့ကြည့်မယ်ဆိုရင်လည်းဒီမှာ past tense သုံးတာရယ် so past tense နဲ့သုံးမှာကျွန်တော်တခုပဲရှိရယ်ဒီသုံးလုံးထဲမှာဆိုရင် ago ပဲသုံးလို့ရမယ် so လွန်ခဲ့တဲ့နှစ်20ကတွေးခဲ့တယ်ပေါ့ရမယ်နော်ဆိုဒီမှာဆိုရင် ago တခုပဲဒီ past simple သုံးလို့ရမယ် for နဲ့ since ကိုကြတော့အများဆုံးပေါ့နော်များသောအားဖြင့်ကျွန်တော်ဒီ present perfect နဲ့ပဲသုံးတာများတယ်ရမယ်နော် okay so sentence ကိုတော့တခြားဖတ်မယ် so number 3မှာဆိုရင် where have you been I haven't seen you blank ages I haven't seen you for ages so ကျွန်တော် for ages နဲ့သုံးနော်ဒီကတော့ phrase ကိုဖြစ်နေ for ages number 4က I haven't played tennis blank a while for a while ဒါလည်းကျွန်တော်သိ for a while and then number 5 I've been on a diet blank much yes since March ဖြစ်မယ် so March လလေးကစပြီးတော့ diet လုပ်နေတာပေါ့ so ဒီမှာဆိုရင် March လဆိုရင်ကျွန်တော် starting time ပဲပါတယ် so ဘယ်မှာပြီးမလဲဆိုတာကျွန်တော်မသိဘူးဆိုတော့ since နဲ့သွားမယ် okay now for the last one once upon a time a long time blank there was a sad princess so a long time ago okay so ရမယ်နော် so ကျွန်တော် number 7လေးဆက်ကြည့်ရအောင် so this time write the correct answer A or B so ကျွန်တော် choose လို့ခိုင်းတာပေါ့ so ဒီမှာ A နဲ့ B နှစ်ခုပေးထားမယ် sentence ကိုပြည့်စုံဖတ်မယ် quadrant မှာကျွန်တော် A ထည့်မလား B ထည့်မလားဆိုတာကိုရွေးပေးအောင် so ဘယ်နှပုတ်ရှိလဲဆိုတော့ဒီမှာလည်းကျွန်တော်1 to 6ဆိုတော့6ပုတ်ရှိမယ် so ဒါလေးလည်းလွယ်ပါတယ် quad ကို sentence ဖတ်ပြီးတော့ A or B choose လုပ်ကြည့်ပါဦး
Okay, so let's check. So let's read number 1 sentence. I've been a student of English blank. So since 3 years or for 3 years. Yes, for 3 years. So ချက်ဒီမှာဆိုရင်3 years ကအချင်းကိုတိကျပေးထားတယ်ဆိုတော့ exact time ပေးထားရင်ချက် for နဲ့တွားရမယ်နော် Okay. And then number 2, how long blank Peter? So how long have you known Peter or how long do you know Peter? Of course, how long have you known Peter? Peter နဲ့တရားဘယ်လောက်ကြာပြီလဲ present perfect ကိုသုံးမယ်နော် Number 3, the last time I had a holiday was for a year or a year ago. Yes, a year ago. တနေ့လောက်ခရီးသွားခဲ့ရမဟုတ်လေလွန်ခဲ့တဲ့နေ့ကနောက်ဆုံးခရီးသွားခဲ့ရတယ်ပြောရမယ်နော် Number 4, I lived with my parents blank until I was 16 or since I was a child. Chờ dấu chia chỉ lại thì mà nó khu đó mang cái yang phiền nhỉ. Mà từ sai biến gì mà rồi chờ tống lại tense cả past tense tống lại. So in a bị mà rồi bổ biểu appropriate phi ta là chờ a bổ biểu tên tổng. Right? So đây bài biến câu mà rồi sao cho nên mà tài nhiên thì mấy bài này đúng nhỉ cái. Rồi đây bài bảo chờ since I was a child thì present perfect tống là bổ câu nhỉ. So cái lấy bài này mấy bài này đúng nhỉ lại. ဒီလိုပို့ကောင်းတယ် since ကချေ present perfect နဲ့ပဲသုံးတာသိချင်ရမယ်နော်ဆိုဒီမှာကတော့ past simple သုံးထားလို့ချေ A ကိုရေးမယ်ရမယ်နော် Okay number 5 I've lived with my parents ဆိုဒီမှာ sentence ကပေါ်ကနေဘာပဲကွာလဲဆို tense ပဲကွာသွားတယ် so 10 years ago or all my life all my life ထည့်မယ်နော်တခြားလုံးမိဘနဲ့တူနေလာတယ် Okay the last one I haven't had anything to eat 10 hours ago or since breakfast. Since breakfast only. Present perfect မလို့ရမယ်နော် So မနက်စာ breakfast ချိန်ပြီးတယ်ဘာမှမစားရသေးဘူး breakfast ချိန်နေရဘာမှမစားရသေးဘူးပေါ့ရမယ်နော် Okay. So ခြေကြလေးတွေပြီးသွားပြီဆိုတော့နောက်တစ်မျက်နှာကြည့်အောင် So ခေါင်းစဉ်လေးမှာဆိုရင် present perfect and past simple. So number 8, which sentence A or B means that Paulo still works as a waiter? So သူကဒီမှာကတော့ဘာပြောထားလဲဆို sentence ကိုချက် A နဲ့ B နှစ်ကြောင်းပေးထားတယ် So which sentence means that Paulo still works as a waiter? So Paulo က waiter အနေနဲ့ waiter အနေနဲ့ဆက်ပြီးအလုပ်လုပ်နေသေးရဆိုတဲ့အဓိပ္ပာယ်ကဘယ် sentence ကတက်ရောက်လဲ still works So ဆက်ပြီးလုပ်နေတာ So နှစ်ကြောင်းကြည့်ကြည့်အောင် So A မှာဆိုရင် Paulo worked as a waiter for 2 months. B Paulo's has worked no that has treatment. Paulo's worked as a waiter for 2 months. So which one is correct? Which sentence means that Paulo still works as a waiter? A or B? Yes, B ဖြစ်မယ်နော် So A နဲ့သုံးမယ်ဆိုရင် past tense ဆိုတော့ तू ကလွန်ခဲ့တဲ့for 2 months ဆို2လလောက် waiter အနေနဲ့လုပ်ခဲ့တယ်ဆိုတော့ chero past မှာလုံးဝပြီးသွားပြီ तू က still works ဆိုပြောထားဆိုတော့ chero B ကိုရွေးပြရမယ် Paulo has worked as a waiter for 2 months သူ waiter အနေနဲ့လုပ်လာတာ2လလောက်ရှိပြီဆိုတော့ဆက်ပြီးတော့လည်းလုပ်နေတယ်ဒီရှေ့2လမှာလည်းလုပ်လာတယ်ဒါမျိုးပြောချင်တာငါမယ်နော် Okay, so ဒါကတော့ A နဲ့ B တစ်ခုပဲရွေးခိုင်းတာဆိုတော့ number 8ကဒါလေးပဲ So number 9ကိုဆက်ကြည့်မယ် number 9ဆက်ကြည့်အောင် So rewrite the sentences using the past simple and the time expression in brackets. So ဒီခေါက် chero sentence ကိုပြန်ရေးခိုင်းတာရဲ့ instruction ကိုတခြားဖတ်မယ်နော် rewrite ဆို chero ပြန်ရေးရမယ်ဘာသုံးနည်းလဲဆိုတော့ using the past simple and the time expression in brackets. So past simple ကိုသုံးပြီးတော့သူပေးထားတဲ့ဒီ bracket ထဲက time expression လေးတွေထည့်သုံးပြီးတော့ sentence ကို rewrite ဆိုပြန်ရေးခိုင်းတာ So example တစ်ပုဒ်ပါဆိုကြည့်ကြည့်အောင် So သူပေးထားတဲ့ original sentence က I've already seen that film. So ဒီ sentence ကိုပဲထည့်တော့ဒီ tense နေရာမှာ past simple ပဲပြောင်းမှာเนาะကျန်တာဘာမှမပြောင်းပြီးတော့မှဒီနောက်က time expression ထည့်လိုက်ရုံပဲ So I've already seen ဆိုတော့သူက present perfect သုံးထားတယ်ခြေတော့ past simple ပြောင်းမယ်ဆိုရင် I seen it yesterday ရမယ်နော် Sorry I saw it yesterday I saw it ဖြစ်မယ်နော်
sing ကဆို verb 3ဆိုတော့ verb 2ပြောင်းလိုက်ရင် I saw it yesterday ဆိုတော့ဒီမှာ that thing ကို I it ပြောင်းလိုက်တယ် okay နော်ဆိုဒီမှာဆိုရင် past tense လည်းပြောင်းပြီးသွားပြီ time expression လည်းထည့်ပြီးသွားပြီဆိုတော့မှန်သွားပြီရမယ်နော်ဆိုနံပါတ်2တစ်ခုထပ်လုပ်ကြည့်အောင်So the original sentence ka we've arrived in Moscow. We had a time expression at 6 o'clock. So what do we blank here blank. Ma here li ba thai pi tha thi de. So chero phat symbol pya yin ba lo la ma. Yes, we arrived here at 6 o'clock. တွေ့ပါရဲ့ရမယ်နော်နားလည်မယ်နော် A R R I V E D past tense ပြောင်းမယ်နောက်မှာသူ့ရဲ့ time expression ကိုထည့်မယ်So, shall example the book hello BB so Jenny High will look at me to my right? Okay, so 3 to 10 Tishime. So Quago, you know, Piangi may be drama, to Piami up, hit I jam. Yeah, okay, so let's start. Okay, so let's check. So Cherry Matri is Hajime. She's brought a new bag last week. So Cherry Yes, she brought it last week. So bought, sorry, B-O-U-G-A-T, bought payment, no? So, in the back, I did the long way. Okay, number 4. Damien's written a novel 2 years ago. So, he wrote it 2 years ago. Okay, number 5. They've been to Japan before. So, answer is ဒီမှာတစ်ခုတတိထားမှာက तू ကသုံးတော့ verb 3နဲ့သုံးတော့ being နဲ့သုံးထားတယ်ဆိုတော့တွားခဲ့ဆိုတဲ့အဓိပ္ပာယ်ပဲ so ဒါကိုပြန်ရေးတော့ဘယ်လိုရေးမလဲဆိုတော့ they want ပေါ့ want ကိုပြောင်းသုံးလိုက်မယ်ရမယ်နော် they went there in 2014ရမယ်နော်ဆိုတော့ပေါ်လာတယ်သူတို့ဂျပန်ကိုတွားခဲ့ဘူးလေရောက်ဘူးလေဆိုတော့အောက်မှာတွားခဲ့ဆိုတော့ want ပဲသုံးမယ် okay number 6 she's just begun learning French after her holiday in okay so ဒီမှာ cherry တခုပြောချင်တာက NIC က cherry ပုံမှန်သိတဲ့ NIC ဆိုရင် nice ဒါ adjective လေးကောင်းတာပြောဒီမှာသူတို့ရသူကအစကို n ကိုအကြီးနဲ့ရေးထားတွေ့ရနော်သတိထားမိမှာပါ so ရှိမှလည်း in နဲ့သုံးထားတယ် so ဒါကနေရာ place ကိုပြောချင်တာ so เcherry ဒါက nice ဆိုမထွက်ဘူးသူကဘာလဲဆိုတော့ city in France so France မှာရှိရဒီ city ကိုပြောရ cherry ထွက်မယ်ဆိုရင်တန်ဘက်က Nice
ရမယ်နော်အဲ့လိုထွက်မယ် nice မဟုတ်နော် okay so ဒီမှာဆိုရင်ချက်ပြန်ရေးတော့she began began learning French after her holiday in Nice okay နော်ရမယ်နော် and then number 7 I've lost my phoneဆိုတော့ကI lost it last night and then number 8 we've lived in New York we lived there when we were first married so လက်ထပ်ပြီးခါကတော့အဲ့မှာနေခဲ့တယ် lived there ရမယ်နော် and number 9 I've worked in Italyပြန်ရေးတော့ yes I worked in Rome from 2011 to 2018 and then the last one number 10 we've already had dinner so we had a curry before we left home so အိမ်ကမထွက်လာခင် curry စားခဲ့ပေါ့so ရမယ်နော် okay so 10ပုံလုံးရမယ်ဆိုတော့ share exercise number 10ကိုဆက်ကြည့်အောင် correct the mistakes in these sentences ဆိုတော့သူကပြောထားတာမှာရှင်းရှင်းလေးပဲဒီ sentences တွေမှာရှိတဲ့ mistakes တွေကို correct ဆိုတော့အမှန်ပြင်ပေးပါတဲ့ဆိုတော့ sentence မှာဘာမှားနေလဲတော့ကိုယ့်ကိုဖတ်ကြည့်မှသိမှာပေါ့ဆိုတော့ share နားလည်အောင်ဒီချောင်းတော့ example ချက်လုပ်ကြည့်ပေးမယ်ဆိုတော့ number 1ကိုတူတူကြည့်အောင်number 1မှာဆိုရင်သူရဲ့ original sentence က I haven't seen that new film already ဆိုတော့မှားတာတော့ရှိရဲဆိုဘယ်နားမှာမှားနေရလို့ထင်တယ်so ကျွန်တော် correct လုပ်ခိုင်းနေဆိုတဲ့နေရာမှာသူ့ရဲ့ဒီစကားလုံးတွေကိုဟိုဘက်ရွှေ့ရချက်အထားသူပြောင်းတာမျိုးလည်းဖြစ်နိုင်တယ်လို့ဒါမှမဟုတ်စကားလုံးအတစ်တလုံးထပ်ပြီးတော့လဲပြီးတော့ချိန်ပြီးထည့်ပေးရမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့ sentence ပေါ်မူတည်ပြီးတော့အစိမ့်လေးတွေထည့်ပေးရမယ်နော်ဒီမှာဆိုရင်ရောကျွန်တော်ဘယ်လိုလုပ်ကျွန်တော် haven't seen the negative သုံးတာ already နဲ့သုံးလို့မရဘူးဆိုတော့ဘာထည့်yes of course yet ထည့်မယ် so I haven't seen that new film yet ဘယ်လိုဖြစ်သွားမလဲရမယ်နော် okay ဆိုဒါဆို share mistake ကို correct လုပ်လိုက်ပြီဆိုဒါ sentence ကမှန်သွားပြီဒီပုံစံမျိုးတော့မှာဒီမှာဆိုရင်တော့ share ကစကားလုံးကိုအစားထိုးပြီးတော့ဒီပြင်စကားလုံးထည့်လိုက်တာမှားနေလို့ဘာမှမဟုတ်ရင်လည်း share ဒီ already ကို share ရွှေ့လို့ရရင်မျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ဘလို့အမှားမျိုးမဆိုပေါ့နော်မှားနေရရှိရင်အကုန်ပြင်ပေးရမှာ okay နော် so 1ကို example လုပ်ပေးပြီဆိုတော့2 to 10ကိုကွက်ကို sentence ကိုတခြားဖတ်မယ်ဘယ်နားမှာအမှားရှိမယ်ထင်လဲကွက်ကိုစဉ်းစားပြီးတော့ပြင်ကြည့်မယ်ရမယ်နော် okay so let's do it
Okay, so try repeat that ကြည့်အောင် So number 2မှာဆိုရင် sentence ဖတ်ကြည့်မယ်ဆိုရင် Jim hasn't yet retired. Retire, you know, right? So ကျွန်တော်ပင်စင်ယူတာပေါ့ဆိုဒီမှာဆိုရင် hasn't yet retired ဆိုတော့ကျွန်တော်ဘာမှန်းနေလဲဘယ်လိုပြင်မလဲyes correct hasn't retired yet so yet ကကျွန်တော် sentence အကြောင်းရင်နောက်ဆုံးမှာပဲမြင်ရှိရမယ်နော်ဆိုဒါကဒီနောက်ကိုရောက် and then number 3 he works in the same school for 20 years ဆိုတော့ကဘယ်နားမှာလွဲနေ yes he has worked WRKED has worked ဖြစ်မယ်နော်ဆိုဒီเจ้าမှာဒီ same school မှာပဲအလုပ်လုပ်လာတာနှစ်20ကျော်ရှိပြီ he has worked ဖြစ်မယ်ဆိုဒီမှာ verb ကမှားနေတာရမယ်နော် okay number 4 I have studied at this school for September so for September ဆိုပြီးရှိတာတဲ့ September အတွက်ဆိုပြီးရှိဘူးနော် yes sir since ပြောင်းမယ် since September ဆိုဒီเจ้าမှာ study လုပ်လာတာSeptember လေးကရှိပြီပေါ့ရမယ်နော် since ဖြစ်မယ် okay and then number 5 my grandfather died since 10 years ဆိုတော့အဖိုးဆုံးသွားတာ10နှစ်ရှိပြီလို့ပြောချင်တာ so 10 years yes ago ဖြစ်မယ်နော် so ကျွန်တော် past tense နဲ့သုံးလာပြီး since နဲ့သုံးလို့မရအောင်နော် so ဒီမှာ sentence structure အရရောဆိုရင်ကျွန်တော် ago ပဲပြောင်းလို့ရမယ် since ကိုဖြုတ်ပြီးတော့ရမယ်နော် 10 years ago ဖြစ်မယ် and number 6 he has lived in London until he died last year so he lived in London ဖြစ်မယ် so မနေ့ကသူမသေးခင်အထိ London မှာနေခဲ့တယ် so he lived okay now and number 7 Dave is not here he's been to Spain on holiday so တော့ကရုပ်တရက်ကြည့်လို့ရှိရင်ဒီမှာအမရှာမတွေ့ရင်လည်းမတွေ့တော့ဘူးဘယ်နားမှာလဲဆိုတော့ဒီဟာကျနည်းနည်းတော့ခက်သွားတယ်သူက bin ကိုပြောင်းအောင် bin ကိုချက် gone ပြောင်းအောင် GONE gone ပြောင်းမယ်ဆိုတော့က gone နဲ့တော့ရင်တော့သူကပုံမှန်တယ်ပေါ့နော်ဆိုတော့ Dave ကအခုဒီမှာမရှိဘူးသူ Spain ကိုအားလည်းရခရီးထွက်သွားတယ်ဆိုတော့ဒါသူသွားတာလေ gone နဲ့တော့မယ် bin ကကျတော့ချက်တို့တနေ့ကခဏရောက်ဖူးတာ experience နဲ့အတွေ့အကြုံနဲ့ရောက်ဖူးတာမျိုးဆိုရင်တုံးတာရမယ်နော် I've been to Singapore ဆိုတာ Singapore ရောက်ဖူးတယ် been to ဆိုတာရောက်ဖူးတယ်ကိုကသွားနေတယ်လောဆယ်သွားနေတယ်ပြန်မရောက်သေးဘူးမရှိဘူးဆိုရင်ဒါက gone မရှိတာလေအဲ့လိုသွားနေတာဆိုတော့ဒီမှာ he's gone ဖြစ်မယ်နားလည်မယ်နော် okay so number 8 you look suntanned where have you gone so suntanned နေလောင်လာအတွက်ရမယ်နော် okay so နေလောင်နေဘယ်သွားနေရလဲပေါ့ဆိုဒီမှာဆိုရင်ဘယ်နာမှာနေဒါ where have you been ဒါတော့ကျွန်တော်အမြဲတမ်းသုံးနေကြ question ပဲ where have you been ဆိုမင်းဘယ်ရောက်နေရလဲပေါ့ကျွန်တော် gone နဲ့မသုံးထားကြတော့ရမယ်နော် so နောက်တစ်ခု number 9 I can't believe I've left school 10 years ago I can't believe I left school so ငါလုံခဲ့စနေကအကြောင်းထွက်ခဲ့တာမယုံနိုင်ဘူးပေါ့ I left past tense နဲ့ပဲသုံးမယ်ရမယ်နော် and the last one I haven't spoken to Alice since months since months ဆိုချေမရှိဘူးလေ for months ပဲရှိရ right so ရမယ်နော် okay so ဒါလေးလည်းချေကောင်းကောင်းရပြီဆိုရင်ဒီဘက် channel လေးကြည့်အောင် so this time put the verbs in the correct tense past simple or present perfect okay so နောက်ဆုံးချေနှစ်ခု miss လုပ်လိုက်ပြီဆိုတော့ past simple or present perfect ကိုဖြည့်ရမယ်ဆိုတော့သူbracket ထဲမှာပေးထားတဲ့ verb တွေကို correct tense နဲ့သုံးပေးပါအဲ့ဆိုနှစ်ခုပဲဖြည့်ရမှာပါ past simple သုံးရင် present perfect သုံးပြီးတော့ဖြည့်ခိုင်းတာရမယ်နော်ဆိုတော့သူကဒီမှာ conversation ပုံစံနဲ့ပေးထားရဲ့သုံးပုဒ်ရှိမယ်ဆိုတော့ကိုယ့်ကိုအရင်ဆုံးစဉ်းစားပြီးတော့တစ်ခါ conversation မှာဖတ်ပြီးတော့ဖြည့်သွားမယ်ရမယ်နော်ပြီးတော့မှ listen and check လုပ်ကြည့်မယ် okay so let's start
Okay, so let's listen and check. So listen carefully. 6 point. Present perfect and past simple. 1. Who are the people in the photo? They are my cousins in Australia. Their mum is my mum's big sister. Oh, have they been there long? Yeah, for years. They went before I was born. So, have you ever met them? Yeah, once. They came over to England when I was about 5, but I can't remember much about it. Has your mum ever visited them? Yeah, she flew over to Sydney 2 years ago when my aunt was ill. Oh, is your aunt okay now? She's fine. I'd love to visit them one day. 2. Jake, have you ever lived on your own? Yes, of course I have. When did you do that? When I was studying in Edinburgh. I had my own flat there. Why? Well, I'm going to work in Spain next year, and I'm a bit worried. I have always lived at home. I have never even cooked a meal for myself. Don't worry. You'll learn. 3. Hey, Beth. It's been ages. When do you start your new job? I have already started. I started a week ago, in fact. So, how's it going? Have you met your new boss yet? No, I haven't. She was abroad at a conference. She got back last night, so I'll meet her today. And do you like the work so far? It's early days. I haven't decided yet. Well, good luck. Let me know how it goes. Okay, so တစ်ခေါက်ပြန်ပြီးတော့ဖြည့်ကြည့်အောင် So အရင်ဆုံး number 1 blank မှာဆိုရင် have they been there long? So ဒီမှာကျတော့ H ကအကြီးနဲ့ရေးမယ်နော် have they been there long? So မှာဆိုရင်ပုံမှန်ပြောထားတာကပုံပြတွေကဘာတူလဲဆိုတော့ရှင်းထားတာပေါ့ဒီမှာဆိုရင် they are my cousins in Australia ဆိုတော့ Australia မှာရှိရင်ငါရဲ့ဒီဝင်းခွဲတွေပေါ့ So their mom is my mom's big sister. So သူတို့ရဲ့အမေကငါအမေရဲ့အမပေါ့အတော်မှာပေါ့ And then oh have they been there long? So အမှနေရာကြာပြီလားလို့မေးချင်တာ Yeah, for years they ဒီမှာပါကြားရတယ်yes they wanted မယ်နော် So now မှာ before I was born ဆိုတော့ဒါကကိုမမွေးခင်တော့ဖြစ်ခဲ့တဲ့ကိစ္စဆိုတော့အတိတ်မှာလုံးဝပြီးသွားပြီဆိုတော့ past 2 သုံးမယ် past tense သုံးမယ် So they want before I was born. So have you ever met them? Have you ever met them? No? So တွေ့ဘူးလားတဲ့တွေ့ရောတွေ့ဘူးလားပေါ့ Yeah, once but ချင်းတွေ့ဘူးတဲ့ they came over to England when I was about 5. So ဒါကလည်း9နှစ်တုန်းကကိစ္စဆိုတော့ past မှာလုံးဝပြီးသွားပြီ present perfect သုံးလို့မရအောင် So came မဲ့သွားရမယ်နော် But I can't remember much about it. So 9နှစ်နောက်ကိစ္စဆိုတော့တခြားတော့မှတ်မိတော့ဘူးတဲ့ And then has your ဒီမှာကျတော့ present perfect ကိုမှ your mom ဆိုတော့အနေနဲ့သွားမယ် has နဲ့သွားမယ် Has your mom ever visited them? So သူတို့ရှိရနေမိတော့လေပြစ်လားပေါ့ရမယ်နော် Has your mom ever visited them? Yeah, she flew. So fly above to actually flew, no? Yeah, FLIE တော့မလို့လေနော် flew, fly, flew, flown. So flew. She flew over to Sydney 2 years ago when my aunt was ill. So လွန်ခဲ့တဲ့နှစ်ကငါတော့ဖျားတော့ငါတော့နေမကောင်းနေတော့သူ Sydney ကိုသွားခဲ့တယ်ပေါ့ Is your aunt okay now? So အခုရောအဆင်ပြေသွားပြီလားဆို She's fine. I'd love to visit them one day. So ဒီမှာဒီရဲ့ apostrophe D ကိုတည်ရနော် I would love to ပြောရမယ်နော် Okay. So number 1 conversation ကိုရမယ်နော် So ဒီ conversation တွေကကိုယ့်ကိုအားရင်ပြန်ပြီးတော့ဒီ speaking practice ပြန်လုပ်ကြည့်နော်ဒီမှာဆိုရင် conversation တွေက practice လုပ်လို့ကောင်းတဲ့အားလေးပေါ့အဆင်ပြေပြန်ပြီးတော့ practice လုပ်ကြည့်မယ်
ဆိုဒီမှာမသိရဲ့စကားလုံးမရှိဘူးဆိုတော့ share conversation 2ကိုဆက်သွားမယ် so ဒီမှာဆိုရင် Jake have you ever lived on your own so ဒီမှာလည်း have you ever နဲ့သွားမယ်ဒီမှာတော့ comma ခဏဆိုချေတို့ have ကိုအသေးနဲ့ပဲရေးမယ် yes of course I have so အပေါ်မှာရေးထားတာကကွာကိုတယောက်တည်းနေဘူးလား on your own ဆိုတော့နေဘူးလေ so when did you do that so did you do ဘယ်တော့လုပ်ခဲ့ရလဲ so when I was studying in Edinburgh လို့ထွက်မယ်နော် yes I had my own flat there why so why ဆိုတာဘာလို့မေးရလဲလို့ပြန်မေးလိုက်တာဆိုဒီအဲ့မှာဆိုရင် Edinburgh မှာဘယ်လိုပြောရမလဲစာသွားတင်တော့ပေါ့ကျောင်းသွားတင်တော့ပေါ့ကျောင်းသွားတင်တော့ကကွာကိုကိုပိုင်တိုက်ခိုင်းတဲ့ flat ဆိုတော့ကိုပိုင်တိုက်ခိုင်းတဲ့နေခဲ့ဘူးရဲ့ဘာလို့မေးရလဲ well I'm going to work in Spain next year and I'm a bit worried so now နဲ့ငါ Spain မှာအလုပ်သွားလုပ်တော့မှာအဲ့တော့နည်းနည်းစိုးရိမ်နေရဲ့ so now မှာမဆက်ဖြစ်မလဲ I have always lived at home have always lived okay and then I have never even cooked so သူက never even တခါတွေ့တော့လေဆိုတော့သူကတခါမှကိုယ့်ဟာကိုယ်တော်ကိုယ့်အတွက်ကိုယ်တော် meal ကိုမချက်ဘူးလို့ပြော never even cook have never even cooked ရမယ်နော် okay so သူ့ဘာတူအောင်ဟင်းတခါမှချက်မစားဘူးဆိုတော့သူကနိုင်ငံခြားတယောက်တည်းသွားပြီးတော့အလုပ်လုပ်ရမှာသူကစိုးရိမ်နေတာ but don't worry you will learn so သူအဆင်ပြေသွားပါလိမ့်မယ်ပေါ့ okay နော် so ဒါလည်းရမယ်နော် okay so let's go to conversation 3 hey Beth it's been ages so it's been ages ကချေတယောက်နဲ့တယောက်မတွေ့ရနှစ်ပေါင်းနှစ်တွေအရင်ကြာသွားပြီဆိုရင်ချေသုံးနေရ it's been ages မတွေ့ရကြာပြီပေါ့ when do you start your new job so အလုပ်တစ်ကိုဘယ်တော့စလိုက်တာလဲဘယ်တော့စလုပ်တာလဲပေါ့ I have already started so စလုပ်နေပြီ have already started I started a week ago in fact so အရင်တစ်ပတ်တည်းကစလုပ်နေပြီပေါ့ so how is it going so ဘလို့ခြေထားကအဲ့လိုမျိုးမေးခွန်းမေးရခါမှာတခုခုပေါ့အဆင်ပြေရလားလိုနေလဲဆိုတခုပေါ့အလုပ်ဝက်ဖြစ်ဖြစ်နောက်ဒီပြင်ကိစ္စတွေမှာဖြစ်သုံးလို့ရ how is it going ဆိုရင်အဆင်ပြေရလားအလုပ်လုပ်ရတာဘလို့နေလဲလို့မေးလိုက်တာ so and then have you met your new boss yet ဆိုတော့ချက်နောက်မှာလည်း yet နဲ့သုံးထားရဆိုတော့ဒီက present perfect သုံးရမယ်နော် have you met so boss အတင်းနဲ့တွေ့ပြီးပြီလား no I အပေါ်မှာ have နဲ့မေးရတော့ haven't နဲ့ပြန်ဖြစ်မယ် haven't ပြီးတော့ she was abroad at a conference so နိုင်ငံခြား abroad ကချက်ပြပမှာပြောပြပနိုင်ငံခြားပေါ့နိုင်ငံခြားမှာအစည်းအဝေး conference တက်နေရပေါ့ she got back last night so မနေ့ကမှပြန်ရောက်တာဆိုတော့ Childa က last night လည်းပါတယ်ဆိုတော့ past simple နဲ့သွားမယ် so I will meet her today so ဒီနေ့မှတွေ့ရမှာ and do you like the work so far so far မီအခုထိပေါ့ until now အခုထိဒီလုပ်ရတာအလုပ်ကိုသဘောကျလား so it's early days I haven't decided yet so haven't decided so do you guys know the meaning of early days so the it's early days ကသူ့ရဲ့ဒီ sentence မှာသုံးထားတဲ့အနေထားအချက်ဘာလို့ပြောချင်တာလဲဆိုတော့ဆုံးဖြတ်ဖို့စောပါသေးတယ်ပေါ့ပြောဖို့စောပါသေးတယ်အခုဒီတခြားမဆုံးဖြတ်ရသေးဘူးပေါ့အလုပ်လုပ်တာတိတ်မကြသေးဘူးလေဒီဘက်လောက်ပဲရှိသေးရဆိုတော့အလုပ်ကိုကြိုက်လားသဘောကျလားအဆင်ပြေလားဆိုတာအခုဒီမသေးချာသေးဘူးဆိုချက်တခုခုကိုဒီတေချာဘယ်လိုပြောတေချာမပြောနိုင်သေးတဲ့အနေထားမှာဆိုရင်သုံးလို့ရ it's early days too soon to be sure how a situation will develop so အခြေအနေဘယ်လိုဖြစ်မလဲဆိုတော့ချေတို့တိကျမပြောနိုင်သေးဘူးဆိုရင် it's early days ဆိုသုံးလို့ရတယ်ညမနော်ဒါ phrase အတစ်တစ်ခုထည့်ရပြီဆိုတော့ကွက်ကိုမှတ်ထားမယ်လိုရင်ထည့်ပြီးတော့
သုံးရမယ် okay နော် well good luck let me know how it goes so okay အဲ့ဆိုလည်းအဆင်ပြေပါစေပေါ့ so ဘယ်လိုဖြစ်သွားလဲအဆင်ပြေလားငါ့ကိုလည်းပြောပြပါအောင်ပေါ့မသိပေးပါအောင်ပေါ့ okay နော် so ဆရာတို့ဒီမှာဆိုရင်မသိရဲ့ meaning တွေ phrase တွေ words တွေတော့မရှိတော့တော့ဘူးထင်ပါတယ် so ကလပ်လေးတွေအဖြေတိုက်ပြီးပြီဆိုတော့ရမယ်နော် so 1 2 3 3ခုလုံးကိုပြန်ပြီးတော့တယောက်တစ်ပဲဖြစ်ဖြစ် partner နဲ့ဖြစ်ဖြစ်ပြန်ပြီးတော့ကို speaking practice လုပ်ကြည့်မယ် okay နော် so နောက်တစ်ခုကဆရာကိုလည်းဖြစ်တဲ့အခါမှာဒီအဓိက question တွေမှာဆိုရင်အရှိစကားလုံးအကြီးနဲ့ရေးရမလားမရေးရမလားဆိုတာကိုရှေ့ကစလုံးကြည့်ဒီမှာမျိုးကကြောက်အရှိမှာ exclamation နဲ့ပြီးသွားပြီဆိုရင်နောက်မှာကပြန်စရင်အကြီးနဲ့ပဲသွားမယ်ဒီလိုဟာမျိုးကြောက် comma ခိုင်ထားရဆိုရင်နောက်ကအသေးနဲ့ပဲပြန်လာမယ် question တိုင်းအကြီးနဲ့မလာဘူးเนาะအရှိကဒီသူ့ရဲ့ရှေ့မှာရှိတဲ့ဟာပေါ်မူတည်ပြီးချက်လို့ပြောင်းရမယ်ဆိုတော့ question ရေးမယ်ဆိုရင်ရှေ့ကဟာကိုတခြားဖတ်မယ်ဆိုတော့ ကွက်လက်ဖြစ်ရင် sentence တစ်ချောင်းလုံးကိုဖတ်ပြီးမှဖြစ်ရမယ်เนาะဒါကချက်ဒီကွက်လက်မှာမဟုတ်ဘူးကွက်လက်ဖြစ်တိုင်းဒီစာမွေးမှာပိုင်းလဲကွက်လက်ဖြစ်ရေပေါ့ဆိုတော့တခြားလေး sentence ကိုအဓိပ္ပာယ်နားလည်အောင်ဘာပြန်ပြီးမှဖတ်မယ်ဖြစ်မယ်ရမယ်เนาะ okay so ချက်ဒါလေးပြီးသွားပြီဆိုတော့နောက်တစ်မျက်နှာကြည့်အောင်ဆိုတော့နောက်တစ်မျက်နှာမှာကချက်ဘာလေးနဲ့စပြီးထားလဲဆိုတော့ the Cook family so ဘာမှန်းတော့မကြည့်သေးဘူးဆိုတော့ချက်အောက်မှာကြည့်ကြည့်အောင် so read the article about Jim Cook answer the questions so Jim Cook ဆိုတဲ့လူတစ်ယောက်ကြောင့်ပါလာပြီသူနဲ့ပတ်သက်တဲ့ article ကိုလည်းဖတ်ပါ and answer the questions so question လေးဖြေပေးပါတဲ့ so we have 3 questions so the first one is what was his family's business so ချက်ရှာမှာသူ့ရဲ့ family business မိသားစုစီးပွားရေးကဘာလဲသိရမယ် and then why did his father not want him to continue in it so a family business ကိုပြော in it ဆိုတာa family business ကိုသူ့အဖေကဘာလို့သူ့သားကိုပေါ့နော်ဆက်ပြီးတော့မလုပ်စေချင်တာလဲဘာကြောင့်လဲ why so you have to find a reason and the last one what is the biggest lesson Jim has learned so Jim ဘယ်လိုပြောမလဲလေ့လာခဲ့ရတဲ့ biggest lesson ဆိုအကြီးမားဆုံးသင်ခန်းစာဘာဖြစ်မလဲso question တွေချေတို့ check လုပ်ပြီးပြီဆိုတော့ article ကိုဖတ်မယ် so article ကချေတို့ဒီအောက်မှာရှိရယ်ဆိုဒီမှာ family fortunes from failure to success failure ကချေတို့ကြာရှုံးမှုပေါ့ failure လို့ထွက်မယ်နော် failure to successဆိုဒီမှာဆိုရင် Jim Cook giving a tour of the brewery ရမယ်နော် brewery so beer ချက်စက်ရုံပြောရချက်လို့ရမယ်နော် brewery လို့ခေါ်တယ် so giving a tour ဆိုတော့ तू ကဘယ်လိုပြောရမလဲပြနေရပေါ့ဒီမှာဆိုရင် Jim Cook ကဒီလူကိုပြောတာ so तू ကဒီဘက်ကလူကြီးကိုဒီ brewery အကြောင်းကိုရှင်းပြနေတာ giving a tour ဆိုတော့ဒီစက်ရုံတွေကိုပြနေရပေါ့စက်ရုံတွေပစ္စည်းရဘယ်ဟာဘာပေါ့အဲ့လိုပြပြီးတော့ပြောရမယ်နော် to show around the place ကိုပြော giving a tour လို့သုံးတယ်ရမယ်နော်ဆိုတော့ကဒီမှာဘီယာပုံလေးထည့်ပါတယ်ဆိုဘီယာချက်စက်ရုံပေါ့ဆိုတော့အောက်မှာစဖတ်ကြည့်အောင်